အားလုံးပဲမင်္ဂလာပါခင်ဗျာမင်္ဂလာမနက်ခင်းလေးပါခင်ဗျာဒီနေ့ကတော့ဗုဒ္ဓမြတ်စွာဘုရားကိုဆွမ်းတကြံကြော်တဲ့ဆွမ်းကလူရတာကတော့ဒီနေ့ကတော့ဆွမ်းနဲ့တကြံနဲ့ပြည်စုံပဲဒီမှာဘုန်းကြီးဆွမ်းမင်းကိုတကြံကြော်တဲ့ရပါတယ်ဒီနေ့ကတော့တကြံကြော်တဲ့ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာမနက်ခင်းလေးပါနော်ဒီကျွန်တော်တို့ခန်းကဘုရားပုံတော်လေးကိုတတ်ပဲ့တယ်ကြည်ညိုတယ်ဆိုရင်ကျွန်တော်လည်းထပ်တူပဲကုသိုလ်ရကြပါစေကုသိုလ်ရကြပါစေလို့ဆုတောင်းမိပါတယ်ဒါကတော့ကျွန်တော်နေ့စဉ်ဆွမ်းဖွဲ့ရတောက်တော်ရည်ချမ်းစီမီမွေးနေ့တာတို့ကိုလည်းနေ့တိုင်းကလူရခြင်းဖြစ်ပါတယ်နေ့တို့တတူကလူရခြင်းအဖြစ်ကျွန်တော်လည်းထပ်တူကုသိုလ်ရကြပါစေချဲရီထီတွေလည်းပေါင်းနိုင်ကြပါစေဗျာကိုရွာကိုဒီတောက်ကိုတဲ့ချဲရီထီတွေပေါက်ပြီးတော့လည်းအမြန်ဆုံးပြန်နိုင်ကြပါစေမိသားစုထမင်းလက်ဆောင်ဝိုင်းနဲ့အမြန်ဆုံးစားနိုင်ကြပါစေဗျာကျွန်တော်လည်းထပ်တူကုသိုလ်ရကြပါစေဗျာအားလုံးပဲမင်္ဂလာပါဗျာဆုတောင်းပေးပါတယ်